ကဲကျွန်တော်မိတ်ဆွေများအားလုံးပဲကျွန်တော်တို့ပြီးခဲ့တဲ့အင်္ဂါနေ့ရဲ့မနက်ခင်းမှာ9-6ဆိုတဲ့ main org ကညနေခင်းမှာနှစ်ပိုင်နှစ်ပတ်သီးနဲ့နေကုန်းကိုအောင်ပွဲခံနိုင်ခဲ့တဲ့နေကုန်းကိုအဆင်ပြေခဲ့ကြတယ်ဟုတ်လားဆိုတော့မနက်ဖြန်ကြာတာပရင်းနေ့ရဲ့မနက်12နာရီတမနဲ့ဈေးမှာလည်းပဲကျွန်တော်တို့ဆက်လက်ပြီးတော့အောင်ပွဲခံနိုင်ဖို့အတွက်တဲ့၄ပိုင်၄ပတ်သီးနဲ့တကွက်ပဲထိုးပါဆိုတဲ့ formula နဲ့အတူကျွန်တော်မိတ်ဆွေများဒီဗီဒီယိုလေးကနေပြီးဘာတွေရသွားကြမလဲဆိုရင်အဓိက main point ဒီ၄ပိုင်၄ပတ်သီးနဲ့တကွက်ကောဒါရင်မဲလားဆိုတော့မဟုတ်သေးဘူးကျွန်တော်ရဲ့ချစ်မိတ်ဆွေများမျှော်လင့်ဆောင်စားနေကြတဲ့ကယ်ပေါက်ဒူရီရွှေပိုးရဲ့ကယ်ပေါက်ဆိုရင်ထွေထွေညှို့မနေတော့ဘူးမနက်ဖြန်ကြာတာပရိသပတ်ခါတောက်ကြဒီ2ရက်စာအတွက်ကယ်ပေါက်ကနန်း၄ခွက်နဲ့ကယ်ပေါက်ပတ်သီးပေးမယ်ဆိုတဲ့ခါကျတော့ကဆိုင်ကျွန်တော်ကျမတို့ကတော့ဖြစ်နှစ်ပတ်သီးဆိုတာတနင်္လာနေ့မနက်မှာအောင်သွားပြီခွန်ပတ်သီးဆိုတာတနင်္လာနေ့မနက်မှာအောင်သွားပြီ9ပတ်သီးဆိုတာအင်္ဂါနေ့မနက်မှာအောင်သွားပြီ6ပတ်သီးဆိုတာတနင်္လာနေ့ညနေကလေးကအောင်သွားပြီသဘောတစ်ခုကလေဆိုတော့ကြာတာပရိတောက်ကြမှာဘယ်ပတ်သီးဆော့လို့ရတယ်လဲဆိုတဲ့မိတ်ဆွေများအတွက်ကျွန်တော်တို့ကယ်ပေါက်ပတ်သီးအလကားပေးအောင်မယ်ဆိုတော့ကလိုက်မှတ်ဖို့အားလုံးပဲအစင်းသင်ပြင်ထားပေးပါဆိုရင်ကျွန်တော်ရဲ့ချစ်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာเนาะကျွန်တော်ရဲ့ဒူရီရွှေပို့ YouTube channel အသက်ကလေးကနေပြီးတော့ကကျွန်တော်ရဲ့ချစ်မိတ်ဆွေများအားလုံးကိုနှွေးထွေးစွာပြန်လဲကြိုဆိုလိုက်ပါတယ်ရှေးဥစွာကျွန်တော်မိတ်ဆွေများအားလုံးပဲကျမ်းမာကြပါစေချမ်းသာကြပါစေလုံးအင်းစန္ဒတလုံးတဝါတွေပြည့်စုံကြပါစေစီးပွားဥစ္စာယတနာများလည်းဒီအလားတွတ်ကြီးပွားကြပါစေခင်ဗျာเนาะဆိုမိတ်ဆွေများအားလုံးပဲကျွန်တော်တို့ရဲ့အစီအစဉ်လေးကိုစားကြရအောင်ဗျာစားကြရအောင်ဆိုတဲ့နေရာမှာကျွန်တော်မိတ်ဆွေများဒီဗီဒီယိုလေးကနေပြီးဘာတွေရသွားကြမလဲဆိုရင်ကျွန်တော်တို့ကြာတာပရင်းနေ့မနက်12နာရီ10မိနစ်ဈေးအတွက်ကို၄ပိုင်၄ပတ်သီးနဲ့တက်ကွက်ကောင်းဒါတယ်မလားဆိုတော့မဟုတ်သေးဘူးကျွန်တော်ရှေ့မှာပြောခဲ့တယ်လို့မျိုးပဲကယ်လို့ရလောက်အောင်ကိုအားကောင်းတဲ့ကယ်ပေါက်အလကားပေးမယ်တပြားတစ်ချက်မှမပေးနဲ့ရွှေပိုးရဲ့ကယ်ပေါက်ဆိုရင်ခင်ဗျားတို့ကြိတ်ကြိတ်ကိုတိုးနေတာဟာလားထွေထွေထူးထူးညှို့နေစရာမလိုဘူးပြီးခဲ့တဲ့ဘက်ကကျွန်တော်တို့ကယ်ပေါက်ပါပေးခဲ့တယ်လေ20 25 80ခွန်ကဘာထွက်သွားလဲတောက်ကြနေမနက်မှာခွန်ကဗုဒ္ဓဟူးနေ့မနက်မှာခွန်ပတ်သီးဟာလားဟိုရှိအပတ်တွေမှာကိုပြန်ကြည့်အောင်နော်ကယ်ပေါက်ဆိုတဲ့ကဏ္ဍတာမလာပဲရှင်းရှိရမယ်ကယ်ပေါက်ပတ်သီးရမှာဖြစ်မနေကိုလာတယ်ဆိုတော့ဇာတို့ပတ်သီးသမားများအဓိကဦးစားပေးကြည့်စေချင်တယ်နော်ဆိုရင်အားလုံးပဲစားကြရအောင်ဗျာလိုက်မနော်ဒီပတ်သီးအောင်ပြီးသွားပြီကယ်ပေါက်မလာသေးဘူးဆိုတော့မှကယ်ပေါက်ကိုပြောင်းလိုက်တာကတစ်မျိုးဟာလားဒီပတ်သီးကျွန်တော်တို့ရဲ့ဗရိမကျော်ပတ်သီးကိုရှေ့မှာ၄ချိန်လောက်လိုက်လာပြီးတဲ့ပတ်သီးကိုလွတ်ပြီးတော့ကယ်ပေါက်ပတ်သီးလိုက်တာမျိုးတွေမလုံးနဲ့ကိုလုံးဆရာရှိတာကိုပဲကိုလုံးအဖွဲ့ဝင်ပတ်သီးကိုပဲအရင်အာယုံစိုက်အဲ့ဒါအောင်ပြီးတော့မှကျွန်တော်တို့တနည်းတစ်ပုံဘာလို့ပြောင်းမလဲဆိုတာမျိုးလေးဆက်သွားမယ်နော်ဆိုတော့ကျွန်တော်ပြောတာနားရှင်းလိုက်မယ်နော်ပြီးတော့မှဆရာကြီးကယ်ပေါက်ပတ်သီးကကျွန်တော်တို့အတွက်ပေးတာလားကျွန်တော်တို့လိုက်ဆော်ရမှာလားဆိုတာမျိုးမမေးနဲ့နော်ဆိုတော့ကယ်ပေါက်ပတ်သီးကခင်ဗျားတို့နဲ့လောလောဆယ်မှာမဆိုင်သေးဘူးအကယ်၍များခင်ဗျားတို့ကကျွန်တော်တို့ရဲ့အဖွဲ့ဝင်ပတ်သီးအောင်သွားပြီဆိုရင်တော့လည်းတစ်မျိုးပေါ်လိုက်ဆော့ခြင်းဆော့လို့ရတယ်လေအခုအဖွဲ့ဝင်ပတ်သီးမအောင်သေးဘူးဆိုတော့အဖွဲ့ဝင်ပတ်သီးကိုတာတီးတန်အာယုံစိုက်ပါအဲ့ဒါအောင်ပြီးသွားတော့မှကယ်ပေါက်မြင်တော့လဲကယ်ပေါက်ပေါ့နော်ဆိုရင်နားရှင်းပါလိမ့်မယ်ပြီးရင်ကျွန်တော်တို့နေ့တိုက်ကလေးသွားကြရအောင်နေ့တိုင်မစခင်လေးမှာထုံးစံအတိုင်းပဲကျွန်တော်ရခုဗီဒီယိုလေးဒီကျွန်တော်ရဲ့ချစ်မိတ်ဆွေများအတွက်အကျိုးတစ်စုံတရားရှိမယ်ဆိုလိုက်ရင်ကျွန်တော်ရဲ့ channel အသက်ကလေးကို subscribe လေးတွေနှိပ်ထားပေးမယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုလက်မလေးတွေပေးမယ် share လို့ရတဲ့မိတ်ဆွေများက share လို့ရတဲ့နေရာလေးတွေမှာ share ပြီးတော့ share မှု share အားလေးနဲ့ကူညီပေးမယ်နောက်ပြီးရင် comment လေးတွေရေးမယ်ပြောစရာရှိတဲ့မိတ်ဆွေများပြောစရာရှိတဲ့စကားကိုပြောပါကြည့်မရဖြစ်နေကြတဲ့မိတ်ဆွေများကလည်းပဲဘာကြောင့်ကြည့်မရတာပါဆိုတဲ့အကြောင်းဒီနေ့ရှိတာလေးကိုလောလောလတ်လတ်ပွင့်ပွင့်လင်းလင်းရေးလို့ရတယ်ဒါမှမဟုတ်ပဲငါညီရေးငါမောင်ရေးငါသားရေးအကိုတို့အမတို့အမေတို့ကတော့ဖြစ်မင်းကိုချစ်ပေးသားပြောနေကြအတိုင်းပဲကိုရွှေပိုးဆိုလေအမေတို့ကချစ်ပေးသားမောင်ရွှေပိုးဆိုလေအမတို့ကချစ်ပေးသားဆိုတော့ကျွန်တော်ရဲ့အမာခံချစ်မိတ်ဆွေကြီးများကတော့ဖြစ်အသေးလေးတွေတော့မဟုတ်ကြိုက်တဲ့ရုပ်ပြောင်လေးတစ်ခုခုကို comment မှာရေးပေးထားခဲ့ကျွန်တော်မိတ်ဆွေများတို့အဲ့ဒီလို comment ရေးပေးရတာတွေ subscribe နေပေးရတာတွေ share ပေးရတာတွေလက်မှတ်ပေးရတာတွေကအပန်းမကြည့်ဘူးဆိုပြီးတော့ညာလည်းပဲကျွန်တော်ရဲ့ channel အသေးလေးတော့ကြတော့ကလွန်စွာမှကိုအထောက်အကူဖြစ်တယ်ဆိုတော့အဆင်ပြေမှဆိုရင်လုပ်ပေးစေချင်ပါတယ်ပြီးရင်ကျွန်တော်တို့နေ့တိုက်ကလေးဆက်ကြရအောင်မနက်ဖြန်73ရက်နေ့ဖြစ်သွားပြီနော်73ရက်8လ2026မနက်12နာရီ10မိနစ်ဈေးအတွက်ကြာတာပတေးနေ့ရဲ့မနက်12နာရီ10မိနစ်ဈေးအတွက်ကိုစိန်ခေါ်ထိုးပါဆိုတဲ့ပတ်သီး3လုံးရှိတယ်ဘာပတ်သီးလဲဆိုရင်385ဆိုတဲ့ပတ်သီး3လုံး3ပါဝါသည်8ဖြစ်တယ်3နက်ခတ်သည်9ဖြစ်တယ်385ဆိုတဲ့ပတ်သီး3လုံးကနေပြီးတော့တဲ့မနက်ဖြန်ကြာတာပရင်းနေမနက်12နာရီ10မိနစ်ဈေးမှာတစ်လုံးတီမဖြစ်မနေဆင်းကိုဆင်းရပါလိမ့်မယ်တဲ့
3ဆင်းမလား8ဆင်းမလား5ဆင်းမလားတော့မသိဘူးသို့ပေတော့ညာလဲမဖြစ်မနေတစ်လုံးဆင်းမယ်ဆိုခြင်းကြောင့်ဒီပတ်သီး3လုံးကိုကျွန်တော်တို့အမာခံယူပြီးတဲ့အခါမှာဒီဘက်ကနေပြီးဘာနဲ့ကတ်မလဲဆိုတဲ့အခါကျတော့ဈေးကွက်အထီးကြီးပေါ့ဟာလားဈေးကွက်အထီးကြီးဘာရထားတယ်လဲဆိုရင်မနက်ဖြန်ကြာတာပါရင်းနဲ့မနက်12နာရီ10မိနစ်ဈေးမှာ646တီမထီမဖြစ်ကြီးတစ်စုံနဲ့မထီမဖြစ်ဈေးကွက်အထီးကြီးတစ်စုံဖြစ်ပါတယ်တဲ့ဆိုခြင်းကြောင့်ခုနကရထားတဲ့385ကိုဒီဈေးကွက်အထီးကြီးဖြစ်တဲ့646နဲ့ကတ်လိုက်ရင်ပြီးသွားပြီနော်မယောကနရွေးမယ်မယောကနက3ကွက်ပဲရှိတယ်3ကွက်ပဲရှိတယ်ဒူမင်္ဂနန်းဒီ3ကွက်ရှိမယ်ရန်ကနန်းဒီ3ကွက်ပဲရှိမယ်ပြီးရင်ကျွန်တော်တစ်ခွက်ကောင်းရွေးပေးမယ်ကျွန်တော်ရှေ့မှာပြောခဲ့တဲ့လိုမျိုး4ပိုင်4ပတ်တီးနော်ဆိုတဲ့အတွက်ကြောင့်မလို့ဘိုင်ပတ်တီးကပေါ်သွားပြီတစ်ခွက်ကောင်းပဲစောင့်ကြည့်ရတော့မှာနေ့တိုက်ကလေးလိုက်မှတ်နော်မနက်ဖြန်23ရက်8လ2026မနက်12နာရီ10မိနစ်ဈေးအတွက်ကို385ဆိုတဲ့ပတ်တီး3လုံးကို646ဆိုတဲ့ကီးတစ်စုံနဲ့ကပ်ပြီးတဲ့အခါမှာ main organ 3ကွက်တီးတဲ့4နဲ့ပတ်သက်တဲ့ကဏ္ဍ3ကွက်ဖြစ်တယ်43 48 45ဘာကြောင့်လဲဆိုတော့တဲ့6ပါဝါ4 9နှစ်ခတ်6 646ဆိုတဲ့ပတ်တီး3လုံးကနေပြီးတော့တဲ့ကျွန်တော်ဈေးကွက်အထီးကြီးတစ်စုံကနေပြီးတော့တဲ့မနက်ဖြန်ကြာတာပရင်းနေ့မနက်12နာရီ10မိနစ်ဈေးမှာလာမယ်ဆိုလည်းရင်းတဲ့4ဒီ6တွေ6တွေထပ်ပို၍အားကောင်းနေခြင်းကြောင့်4နဲ့ပတ်သက်တဲ့ကဏ္ဍဒီ main on နေရာမှာရှိလိမ့်မယ်43 48 45ဒါဒီ main on ကဏ္ဍ3ကွက်ကျွန်တော်တို့တနည်းအားဖြင့် share ချုပ်ကွက်လို့လည်းပြောလို့ရတာပေါ့လေ main on ကဏ္ဍ3ကွက်တောက်ကြ sorry အင်္ဂါနေ့ညနေကကျွန်တော်တို့ရင်ခံတာနော်နှစ်လေးနဲ့အကြာကြီးနှစ်လေးဆိုရင်အောက်ကွက်ချုပ်ကွက်မိတယ်ဟာလားညမနဲ့ချုပ်ကွက်လေးနဲ့အဆင်ပြေရမယ်ကိစ္စနော်အချိန်မတော်အခါမတော်ကြမှာထားပြီးတော့ပြောင်းသွားတာနော်ကျွန်တော်တို့ရဲ့အောက်ကွက်စားသဖြင့်ကျွန်တော်တို့ရဲ့ကဏ္ဍပါပြီးဆိုရင်အဲ့လိုပဲခုံလိုက်တာမှမဖြစ်တဲ့လည်းဖြစ်တယ်နော်အကယ်၍များအဲ့ဒီနှစ်လေးတီတာကျွန်တော်တို့မပါဘူးထားလိုက်အင်္ဂါနေ့ညနေကလေနှစ်လေးတီတာကျွန်တော်တို့မပါဘူးထားလိုက်ပြောင်းမှာမဟုတ်တော့ကျွန်တော်တို့ပါလို့ပြောင်းတာနော်ဆိုတော့ထားပါခံရတာလည်းများပြီအောင်းတက်တက်ပဲနော်ဆိုတော့ဘာမှလည်း complaint တက်လို့မရဘူးဟုတ်လားမနက်ဖြန်မှာတော့ဖြင့်မယောကနာ3ကွက်တည်တဲ့တနည်းအားဖြင့် share ချုပ်ကွက်3ကွက်တည်43 48 45ပါတဲ့ဘာကြောင့်လဲဆိုတော့ခုနကပြောခဲ့တဲ့မျိုးပဲ4တည်လာမယ်ဆိုလျင်6တွေ6တွေထပ်ပိုးရအားကောင်းနေခြင်းကြောင့်နော်ဒူမင်္ဂနာ3ကွက်တည်တဲ့63ရယ်68ရယ်65ရယ်ပါမယောကနာ3ကွက်တည်4နဲ့ပတ်သက်တဲ့ကဏ္ဍဖြစ်တဲ့43 48 45ဒူမင်္ဂနာ3ကွက်တည်6နဲ့ပတ်သက်တဲ့ကဏ္ဍဖြစ်တဲ့63 68 65ရန်ကနာ3ကွက်တည်9နဲ့ပတ်သက်တဲ့93 98 95နော်4နဲ့9ကကဲပေါက်ပတ်တီးနဲ့သွားပြီးတော့ကိုက်ညီမှုရှိတယ်နော်ဈေးကွက်အထီးကြီးနဲ့ကျွန်တော်တို့ရဲ့ကဲပေါက်နဲ့ကသွားပြီးကိုက်ညီမှုရှိတဲ့အခါကျတော့မနက်ဖြန်ကြာတာပါတင်းနေ့ရဲ့မနက်12နာရီ10မိနစ်ဈေးမှာလည်းပဲဆက်လက်ပြီးတော့အောင်ပွဲခံနိုင်လိမ့်မယ်လို့ထင်ပါတယ်ကျွန်တော်ဆိုင်ဆိုတော့ကျွန်တော်ကတော့ယုံကြည်မှုရှိတာပေါ့နော်ကျွန်တော်မိတ်ဆွေများအကြိုက်ချင်းတူလင်လိုက်ပြီးတော့30ကျန်ပါတယ်3တက်တယ်လို့3ပါအဆင်ပြေတယ်လို့3ပါအတုံးတဲ့တယ်လို့3ပါနော်3တက်ရင်ဆေးဖြစ်ပါလိမ့်မယ်မယောကနာ3ကွက်တီ43 48 45ဒူမင်္ဂနာ3ကွက်တီ63 68 65ရန်ကနာ3ကွက်တီ93 98 95တက်ကွက်ကောင်းတီတက်ကွက်ကောင်းမပြောခင်လေကျွန်တော်ရဲ့နံပါတ်ကလေးကျွန်တော်ပြောပေးဦးမယ်ကျွန်တော်မိတ်ဆွေများအလိန်ခံရမှာဆိုလို့နော်ကျွန်တော်ရွှေပိုးတီဟာလား254 416 596ဆိုတဲ့နံပါတ်နဲ့956 618 969ဆိုတဲ့နံပါတ်နှစ်ခုတည်းကိုပဲသုံးတယ်အခြားနံပါတ်နဲ့ရွှေပိုးဆိုလျင်အဲ့ဒါလူလိမ့်ပါတိတိကျကျနားထောင်တော့254 416 596 956 618 969ကိုကျွန်တော်ဒီမှာလေးရေးပေးထားမယ်ဒီနံပါတ်နှစ်ခုနဲ့မှမဟုတ်ဘူးဆိုရင်စကားကိုဆက်ပြောမနေနဲ့အဲ့ဒါရွှေပိုးအစစ်မဟုတ်ဘူးဘယ်လက်ခွဲမှလည်းကျွန်တော်မှမရှိဘူးနော်ဘယ်လက်ကိုမှလည်းကျွန်တော်ခွဲမထားဘူးဟာလားဆိုတော့ကျွန်တော်မိတ်ဆွေများအတူစစ်လေးကိုနားလည်နိုင်ပါစေတချို့ကဖုန်းမကျွမ်းကျင်တဲ့အခါကျတော့လေဖုန်းကိုကျွမ်းကျင်မသုံးတတ်တဲ့အခါကျတော့ကအလိန်ခံရတာတွေရှိတယ်ပြီးတော့မှမောင်လေးရေအမားတို့ကဒီလိုတွေဆိုတော့ကျွန်တော်မှမဟုတ်တာကျွန်တော်ဘယ်လိုတာဝန်ယူပေးရမှာတော့ကျွန်တော်မျိုးတွေဖြစ်တယ်နော်ဆိုတဲ့အခါကျတော့လူလိမ်တွေရှိပါတယ်အဲ့ဒီလိုမျိုးအမီးချက်အမီးစားခေါင်းချက်ခေါင်းစားကောင်တွေရှိပါတယ်အရှက်မရှိလေကျွန်တော်ရဲ့မျက်နှာတွေကျွန်တော်ရဲ့ဗီဒီယိုတွေဟာလားကျွန်တော်ရဲ့ဒီချောမောလှပတဲ့မျက်နှာကိုအသုံးချပြီးသူကပတ်စံရှာခြင်းတယ်ပေါ့ဗျာဟာလားဆိုတော့လေအဲ့လိုမျိုးအလိန်ခံရမှာဆိုလို့ပါเนาะအဓိကကတော့254 416 596 956 618 969ဆိုတဲ့နံပါတ်နှစ်ခုကိုအသိမှတ်ထားပေးပါတခြားနံပါတ်နဲ့ရွှေပိုးဆိုလျင်ကျွန်တော်မဟုတ်ပါဘူးတခါတည်းရှင်းအောင်ပြောပါတယ်ကျွန်တော်မဟုတ်တဲ့အတွက်ကျွန်တော်တာဝန်ယူမနိုင်မှာမဟုတ်ပါဘူးเนาะဆိုတော့ဒါလေးကိုတော့ဖြစ်နားလည်နိုင်ပါစေအဲ့လောက်ကျွန်တော်ပြောပြတာတော့မှခံရတဲ့လူတွေကတသက်ရှိသေးတယ်ဟာလားပြီးတော့မှဒါရွှေပိုးမဟုတ်ဘူးလားဆိုတော့မဟုတ်ဘူးလားဆိုတော့ကျွန်တော်နံပါတ်ကျွန်တော်ပြောပြထားတယ်လေဗီဒီယိုထဲမှာအတီလင်းချပြပေးထားတယ်လေရေးပြပေးထားတယ်လေစသဖြင့်ပေါ့เนาะဆိုတော့တည်တည်ချာချာလေးကယူဆိုင်ပါเนาะကျွန်တော်နံပါတ်ကိုတည်တည်ချာချာလေးမှတ်ထားပေးပါ
တက်ကွာကောင်းရွေးပေးမယ်နော်မနက်ဖြန်73ရက်8လ2026မနက်12နာရီတမန်နဲ့ဈေးအတွက်ကို385နဲ့646ကိုကတ်ပြီးတဲ့အခါမှာ434845တီမင်းရောကနာ3ကွက်တဲ့အဲ့ဒီထဲကနေမှတက်ကွာကောင်းမင်းရောကနာပြန်ပြီးတော့ရွေးထုတ်ပေးရပါမယ်ဆိုလျင်တဲ့ဒီဘက်က6ပါဝါလေး9နက်ခတ်6ထဲကနေပြီးတော့4တီအဲ့ဒီလိုမျိုး6တွေ6တွေထက်ပို၍အားကောင်းနေတကယ်တော့ကျွန်တော်တို့တခြားတစ်ဖက်ကနေလည်းပဲ3ပါဝါ8 3နက်ခတ်5 385ဆိုတော့ပတ်တီ3လုံးနဲ့ကနေပြီးတော့ဒီ4နဲ့ကတ်ပြီးလာမယ်ဆိုလျင်တဲ့3တီ8တွေ9တွေထက်ပို၍အားကောင်းနေခြင်းကြောင့်တက်ကွာကောင်းမယောကနန်းတီ43ဆိုတဲ့ကဏ္ဍတစ်ခွက်ဖြစ်တယ်43နော်48တွေ45တွေမကောင်းဘူးလားဆိုတော့မဟုတ်ဘူးကောင်းတယ်ကောင်းလို့လည်းမယောနေရာမှာထားတာ43 48 45မယော3ခွက်တက်ကွာကောင်းမရွေးမယ်ဆိုရင်တော့ပြန်43ကိုပဲရွေးရမှာပဲနော်ဒါက formula အရာပေါ့လေနော်လူကြိုက်ဆိုရင်တော့45လည်းကြိုက်တာပဲကဲပေါင်းနဲ့လည်းကြိုက်တယ်ဟုတ်တယ်မလား48လည်းကြိုက်တာပဲနော်ဆိုတော့ပေးစရာရှိတာတွေပေးပြီးသွားပြီပြောစရာရှိတာတွေလည်းပြောပြီးသွားပြီဆိုတော့အားလုံးကိုနှုတ်ဆက်ချင်ပါတယ်ဝင်ရောက်ကြည့်ရှုပေးကြတဲ့မိတ်ဆွေများတယောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်အပမကြီးလျင် share မှု share အားလေးနဲ့ကူညီပေးစေချင်ပါတယ်အားလုံးကိုအောင်စေချင်ပါတယ်ပေါက်စေချင်ပါတယ်အဲ့ဒီအတွက်လည်းပဲညံစွမ်းညံစားရှိသမျှကိုကြိုးစားပေးထားပါတယ်ကျွန်တော်မိတ်ဆွေများအားလုံးအောင်ကြပါစေပေါက်ကြပါစေကျွန်တော်နဲ့ကန်ဆက်ကြပါစေလို့ဆုတောင်းပေးရင်းနဲ့ပဲကျွန်တော်ရဲ့ချစ်မိတ်ဆွေများကိုယ်ဤကျမ်းမာခြင်းစိတ်ဤချမ်းသာခြင်းနဲ့လည်းပဲပြည့်စုံနိုင်ကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရွှေပိုးပါအားလုံးပဲတတ်တာပါ